皆さんこんにちは。MH 日本語勉強のミントです。久しぶりです。ဒီနေ့ကကျွန်တော်ဂျပန်စာမူရောခိုင်ဝါ class တွေလုပ်နေရပေါ့နော်။ခုက short queue အတွက် volunteer အတန်းလေးကျွန်တော်စီစဉ်ပေးဖို့ရှိတယ်။ဒီအတန်းကဘယ်လိုလူမျိုးတွေဘယ် level နဲ့ကျောင်းသားတွေလာ join တင်လဲဆိုရင်M5 ကိုတည်တည်ချာချာရတယ်နော်။ M5 ကိုရတယ်အခု M4 လုံးနေတယ် M4 ကိုမှ3ပုံ2ပုံလောက်တော့အနည်းဆုံးပြီးထားပြီးပြီဆိုတော့သူမျိုး join စေချင်တယ်။ဒါမှမဟုတ် M3 အခု M4 ကပြီးသွားပြီ M3 တက်နေတယ်M3 တဝက်တစ်ပြက်ဆိုတဲ့သူမျိုးတွေလည်း join လို့ရတယ်။ M2 ကကျတော့ဒီဟာနဲ့ဆိုရင်လွယ်နေလိမ့်မယ်။ဆိုတော့ N2 သမားတွေမ join သေးချင်ဘူးအတက်ဘာတွေပြောပြပေးမှာလဲဘယ်လိုမျိုးဒီခိုင်ဝါကို train ပေးမှာလဲဆိုရင် M4 ရဲ့ grammar တွေ M4 ရဲ့ core တွေကိုသုံးပြီးတော့ကျွန်တော်မြန်မာလို sentence တွေလောက်ထားမယ်လောက်ထားပြီးတော့အဲ့ဒါတွေကိုဂျပန်လိုပြောရမယ်တယောက်တစ်ကြောင်းစီအဲ့လိုကျွန်တော်ပြောခိုင်းမယ် random ပြောခိုင်းမယ်ပြီးွားရင်ဒီ story တစ်ပုဒ်ပေါ့နော်ဒီမှာ၄-၅ကြောင်းလောက်ပါတဲ့ story တစ်ပုဒ်ကျွန်တော်မြန်မာလိုရေးထားမယ်အဲ့ဒါကိုဂျပန်လိုပြောရတယ်ကိုပြောတတ်တဲ့ခိုးတော့ပါကိုပြောတတ်တဲ့ကိုသိတဲ့ grammar ပဲသုံးပြီးပြောကိစ္စမရှိဘူးကြည်ပြောဖို့လိုတယ်ကိုသိတဲ့စကားလုံးကိုမျက်မျက်စံခေါင်းထဲကနေမျက်မျက်စံပြောနိုင်ဖို့အရေးကြီးတယ်ဆိုတော့မှန်တာမှားတာနောက်တစ်ပိုင်းမှန်တာမှားတာအဖြစ်ပြန်တိုက်မယ်မှားတယ်ဆိုရင်ဘယ်နှမှားနေလဲဆိုတဲ့ဟာကိုပြန်ပြီးတော့ကျွန်တော်ပြောပြပေးမယ်မှားနေဆိုဘယ်နှမှားနေလဲဒီနာကဘယ်လိုမျိုးသုံးတင်လဲဆိုတော့ကျွန်တော်ပြောပြပေးမယ်ဆိုတော့ဒီလိုအတန်းလေးကိုကျွန်တော်စီစဉ်ထားတယ်အကုန် free ပါကျောင်းသားက15ရောက်ပဲလက်ခံမယ်နောက်တစ်ပတ်ကျော်စနေတနင်္ဂနွေမှာဖြစ်မယ်ဆိုတော့အချိန်နဲ့နေ့အတိအကျကိုကျွန်တော် comment မှာတစ်ချက်ရေးထားပေးမယ်တစ်ချိန်သာပဲအဓိကဒီအတန်းမှာကျွန်တော်တို့ကခိုင်းဝါဘယ်လိုလေ့လာခဲ့လဲဆိုတာကိုကျွန်တော်ကဒီအားလုံးကို short guide လုပ်သွားမှာဒီတန်းနဲ့လုံးဝပိုင်သွားမှာမဟုတ်ဘူးပြောချင်တာဒီလိုမျိုးလေးလာပုံလေးလာနည်းရှိတယ်ဒါကိုအသုံးချပြီးတော့ကိုရီခါရလည်းဒီလိုမျိုးဆက်ပြီးလေးလာဝိုင်းတဖြည်းဖြည်းကိုယ့်ရဲ့ ခိုင်ဝါ skill ကနော်တိုးတက်လာလိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ကသင်ပေးမှာဖြစ်တယ်ဆိုတော့စိတ်ဝင်စားတဲ့လူကကျွန်တော်ရဲ့ Facebook YouTube TikTok ပေါ့နော်သုံးခုလုံးကို like and subscribe ဒီ channel follow လုပ်ပေးထားပါပြီးွားရင်ဒီ post လေးကို share ပေးထားပါနှစ်ခုလုံးလုပ်ပေးသွားပြီဆိုရင်ကျွန်တော် Messenger မှာလာပြီးတော့ channel follow လုပ်ပြီးသွားပါပြီ share ပြီးသွားပါပြီဆိုတဲ့အကြောင်းကိုကျွန်တော်လာပြီးပြောပြပေးပါကျွန်တော်ဂျွန်မန်နဲ့လိုက်ပြီးတော့အတန်းကို3ပတ်လောက်ကျွန်တော်ခွဲပြီးလုပ်ဖို့ရှိတယ်ဆိုတော့15ရောက်3ကဆိုရင်45ရောက်လောက်စာကိုကျွန်တော်လက်ခံဖို့ရှိတယ်အဲ့ဒါကြော်သွားတဲ့လူတွေကိုတော့ကျွန်တော်မိုးရှိပါခင်းသားပေါ့နော်ဒီတစ်ခေါက်တော့လက်မခံနိုင်သေးဘူးပြီးွားရင်နောက်ဆုံးမှလည်းကျွန်တော်တို့အချိန်ရတယ်ဆိုရင်ကျွန်တော်အခုဂျပန်မှာနေတာဖြစ်တဲ့ကြောင့်ပန်နိုင်ငံရဲ့ရှော့ကူဘာခန်းခဲပေါ့နော်ဟိုဂျပန်မှာအလုပ်လုပ်တဲ့ခါမှာဘယ်လိုရှိလဲကိုဂျပန်တော့နာယာမီကိုဒီခိုမတ်တေခုတ်တော့စသည်ဖြင့်အဲ့ဒါတွေကိုမေးမယ်အပြန်အလှန် sharing လုပ်ကြမယ်ပေါ့နော်အမေးဖြေခဏလေးတစ်ခုလုပ်မယ်လို့စီစဉ်ထားတယ်အတန်းချိန်က1နာရီခွဲဖြစ်မလား2နာရီစာဖြစ်မလားမသိသေးဘူးတစ်ချက်ကျွန်တော်စီစဉ်နေတယ်ပေါ့နော်ဆိုတော့မူလျောခိုင်ဝါ class မှာပြန်ပြီးတွေ့ပါမယ် bye bye